တော်ဒီနေ့မှာတော့ခွေးကြောင်လေးပြောကြပါမှာကျွန်တော်ဟိုနေ့ကမှခွေးဗီဒီယိုလေးတင်ခဲ့ပါတယ်ကျွန်တော်ခုကခွေးချီကြောင်ပြောကြပါမယ်ကြည့်ပါတယ်ခွေးတွေကတော့ကောင်းရကြီးပဲဟိုစင်ကောင်စားရှိပါတယ်အဲ့လိုခွေးလေးပြောကြမှာပါကျွန်တော်ခွေးမှာတော့ချီရသူ့မှာကြီးမားတဲ့ချီရှိရဲ့ဟိုသေကုန်မာတဲ့ကျွတ်သားရှိရဲ့ပြီးတော့သူ့ရဲ့ခေါင်းကလည်းကြီးပဲလူတယောက်ကိုက်ရရောအိုးဘောင်ကြီးအောင်လေဘောင်ကြီးအောင်မသိဘူးဟာလူပါဝတ်ပုံတဲ့ထဲမှာကြည့်ရပါမယ်ခွင်းကြီးကိုလူတိုင်းသိကြမှာပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ like လည်းနှိပ်ခဲ့ပြီပါတဲလေးလည်းနှိပ်ခဲ့ပြီပါ subscribe လည်းနှိပ်ခဲ့ပြီပါပြီးတော့ကျွန်တော်ကောက်မသိရင် share ခဲ့ပါတော်တော်ကောက်လည်း share ခဲ့ပါဘိုင်ပါ